Agro Rafa ตัวอีบอลเนี่ยมาปีมายัดติงเนี่ยตัวอีบอลน่ะเซซึ่งเนี่ยแต่คุณเราจานในบาทပြောတယ် Agro Rafa ကเนี่ยบอลနော်ပြီးတဲ့ Starfit တရားအဓိကပေါ့နော်တက်ကခွဲစိတ်မှုတွေပြီးနှလုံးပြီးရင်အကလို online အန်ဂျွန်နဲ့ဆိုင်တဲ့ယောဂတွေပေါ့အဲ့ဒါတွေကိုကျွန်တော်အကလိုပကပေါ့စပ်ပေးပါတယ် နောက်ဆိုပြောချင်တာပေါ့နော်ဒီ report တယ်ပေါ့နော်ဒီကနေပြီးတော့ဒီမှာဒီကနေစောင့်ထပ်ခဲ့ရပြီးတော့အိန္ဒိယရောက်တဲ့အထိဒီပြန်ရောက်တဲ့အထိပေါ့နော်အခုဆိုလို့ရှိရင်ဒါပြီပေါ့နော်ဒီကိုပေးတာကျတော့မမီပေါ့နော်ဆိုတော့ဒီပြန်ရောက်တဲ့အချိန်ကိုအရန်ကို caring လုပ်တယ်ပြီးလို့ရှိရင်ပေါ့နော်အခုဆိုလို့ရှိရင်လည်းအကုန်လုံးအခွင့်အရေးတွေစားပေါ့နော်ဒီသူတစ်ပြည့်မောက်အပ်နေတာပေါ့နော်ဒီကနေမတော်ခင်တွေကညီမအရန်စိုးရိမ်နေတဲ့သူဆိုတော့လေဒီကအမီကနေပေးတာဆိုတော့ညီမတောက်ထွက်ပဲဒီမှာလိုက်သွားတာဆိုတော့ရန်စိတ်ကူတဲ့အချိန်ရှိရပေါ့နော်အဲ့ဒီအချိန်ကကိုညီမကြောက်လို့မျိုးတော့မှအမြင်ဆောက်ရှောက်ပေးတယ်ကျေးဇူးရမ်းတင်ပါတယ်တော့ဒီ report ကလည်းအထက်ပို့ပြီးတော့ပေါ့နော်တမီထက်ဒီသားစုစိတ်တက်နေပေါ့နော်ပို့ပြီးတော့ carry လုပ်ပြီးရတဲ့အတွက်လည်းအရန်ကိုစိတ်ကြည်ရပါတယ်ကျေးဇူးတင်ပါတယ်ညီမတို့ ဆက်စိတ်ပြီးတဲ့ဆရာဝန်ကြီးအားလုံးလည်းကျေးဇူးတင်ပါတယ် passport visa eticket တွေပြီးရင် hotel pocket တွေဟုတ်ကဲ့ကိုလို Rafa ကနေစပ်ပေးတာပေါ့နော် ဆရာကြီးတို့ကျေးဇူးတင်ပါတယ် ခုလုံးဝကျမ်းမာသွားပြီပေါ့ကျမ်းမာသွားပြီโอเค လွန်ခဲ့တဲ့တစ်ပတ်လောက်ကဒီ Fortis မှာ Gamma Knife လောက်ထားခဲ့တဲ့လူနာပါရှင်။ဒါပေမဲ့ဒီ Gamma Knife ကအရန်နာကျင်မဲ့ထင်ပေမဲ့လုံးဝလည်းမနာပဲနဲ့ဘေးရဆိုးချိုအနည်းဆုံးနဲ့အခုဆိုလို့ရှိရင်ကြမ်းကြမ်းမမနဲ့တမီလေးမြောက်နဲ့တူတူဘဝကိုရှေ့ဆက်နိုင်ပါပြီ။ မြန်မာပြည်ရနေရင်အိန္ဒိယနိုင်ငံရောက်တဲ့အထီကိုကိုလိုဘက်မှာစပ်အများကြီးပေးတယ်အိန္ဒိယနိုင်ငံယောဂကိုပြမြန်မာပြည်ရောက်တဲ့အထီကိုကိုလိုဘက်ကနေထူထူတွေဝယ်ဆောင်ပေးနေတယ်ဒီနာကူပြီးဝိုင်းနေကိုလိုဘက်ကပြတ်မထားဘူးဒီနာအမြဲတလားတစ်ခါဒါမှမဟုတ်နှစ်ပတ်တစ်ကြိမ်တလားတစ်ကြိမ်ကိုလိုဘက်ကသွားကြကဲလုပ်ပေးတယ်အခုနာမည်ကဒေါက်တာနေလင်းဆိုဖြစ်ပါတယ်ဒေါက်တာနေလို့လည်းခေါ်ပါတယ်ကိုကတော့ Rafa Hacker ရဲ့ medical consultant တရားဖြစ်ပါတယ်ခင်ဗျာအခုပေါ့နော်အခုလို Rafa Hacker ကနေပေါ့အခုလိုအိန္ဒိယနိုင်ငံမှာရှိတဲ့ Fortis International Hospital နဲ့အခုလိုပေါ့နော်မိတ်ဆက်ပေးတဲ့ပွဲလေးဖြစ်ပါတယ်အခုလိုအဓိကမိတ်ဆက်ကျင်တာကပေါ့ Fortis Hospital မှာအခုလိုကာမနဲ့ရောင်ကြီးအကြောင်းလေးကိုအဓိကမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီကာမနဲ့ရောင်ကြီးအကြောင်းလေးကိုပေါ့နော်လူနာရေးကြားထဲမှာပထမဆုံးမိတ်ဆက်တဲ့ပွဲလေးဖြစ်ပါတယ်မြန်မာပြည်မှာလည်းပထမဆုံးအနေနဲ့လုပ်တဲ့ပွဲလေးဖြစ်ပါတယ်ဒီကမ္ဘာနဲ့ရောင်ကြီးအကြောင်းဆိုရင်ပေါ့နော်အကိုလို့မြန်မာပြည်မှာလည်းမရှိဘူးပေါ့နော်အိန္ဒိယနိုင်ငံမှာဆိုရင် Fortis စေယုံတိုင်ရုံမရှိသေးတယ်။ရောင်ကြီးနဲ့ကုတဲ့အကြောင်းလေးကိုပေါ့နော်အကိုလို့လူနာရဲ့အကြောင်းမှာပထမဆုံးမိတ်ဆက်တဲ့ပွဲလေးဖြစ်ပါတယ်။နိုင်ငံ Gurugram မြို့ရှိ Fortis အထွေထွေယောဂကုဆေးရုံကြီးမှာဒေါက်တာစန္တိပွယ်ရှမ်းနဲ့တည်ရှိနေတာဖြစ်ပါတယ်။ဆရာကြီးမှာမူရယောဂနဲ့ပတ်သက်ပြီးတော့ slide ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကျမနဲ့အတူတူဘေးမှာတည်ရှိနေတာတော့ကျမတို့ post op patient ကလေးလေးပဲဖြစ်ပါတယ်။ဟုတ်ဆရာကြီးမှရှင်းပြပေးသွားပါမယ်။ So moya is a disease where the blood vessels gradually and progressively get blocked. So once they are blocked, it causes a lot of strokes in the brain. So patients present with multiple history of strokes. Right? So our job is to treat it before the strokes happen and the child continues to be all right. So this child also had moya disease and his vessels were getting blocked. So we did a revascularization procedure and we implanted his muscle and blood vessel inside the brain. And he's doing all right. ဆရာကြီးမှရှင်းပြပေးသွားတာတော့ကျမတို့မိုးရ disease နဲ့ပတ်သက်ပြီးတော့ကလေးကဘယ်လိုစဖြစ်ခဲ့တာလဲကလေးကဘယ်လိုကုထုံကုခဲ့လဲဆိုတာကိုရှင်းပြပေးသွားတာဖြစ်ပါတယ်မိုးရကတော့ mainly ကျမတို့အုံနောက်သွေးကြောပိတ်တဲ့ယောဂပဲဖြစ်ပါတယ်ကလေး case မှာဆိုလို့ရှိရင်တော့ကလေးကိုသွေးကြောဆက်တဲ့ကုထုံကုသမှုကိုကုခဲ့တာပဲဖြစ်ပါတယ်ဒါစေးအောင်တော့ရစင်ကြီးဆရာကြီးတို့လည်းရှိပါတယ်ဆရာကြီးတို့လည်းကျေးဇူးတင်ပါတယ်ခုလုံးဝကျမ်းမာသွားပြီပေါ့ကျမ်းမာသွားပြီโอเค Agro Rafa ตัวอีบอลမြန်မာပြည်မှာยัดติงเนี่ยဆိုရင်ပေါ့နော်ဆယ်စုနှစ်တစ်ခုလောက်ကြာနေပါပြီပြောတယ် Agro Rafa ကနေပေါ့နော်ပြီးတဲ့ Starfit တရားအဓိကပေါ့နော်စက်ကခွဲစိတ်မှုတွေပြီးနှလုံးပြီးရင်အကိုလို online အန်ဂျွန်နဲ့ဆိုင်တဲ့ယောဂတွေပေါ့အဲ့ဒါတွေကိုကျွန်တော်အကိုလိုပကပေါ့စပ်ပေးပါတယ်အဒါပြီးတော့ပေါ့နော်ဟိုအိန္ဒိယနိုင်ငံမှာစသွားရောက်ပြီးတော့ကုသမဲ့လူနာတွေကိုအကိုလို Fortis ကနေပေါ့ passport visa eticket တွေပြီးရင် hotel pocket တွေဟုတ်ကဲ့
အခုလို refer ကနေ service ပေးတာပေါ့နော်ဟိုအခုလို refer ကနေ service ပေးတာကကြတော့အခုလို passport visa air ticket ပြီးရင်အိန္ဒိယမှာနေဖို့ hotel booking တွေပြီးရင်ဆေးရုံမှာပေါ့နော်အခုလို tour guide လုပ်ပေးတယ်ပြီးစကားပြန်နေပေါ့အကုန်လုံးစီနေပေးတယ်အဲ့အတွက်အခုလို refer ကို sub ပြီးပေါ့နော် service ပေးတဲ့အတွက် service ပေးတဲ့ company agency နဲ့ကွာလာကကြတော့အခုလိုက service company agency တို့မျိုးမဟုတ်တဲ့အတွက်ကြောင့်အခုလိုကပေါ့နော်ဝန်ဆောင်ခါးကြီးပါပေးတာမလို့အဲ့ဒါလေးချက်အခုလိုကအားတာတာပေါ့ ဒီမှာဆိုပြောချင်တာပေါ့နော်ဒီ Red Cross Family ပေါ့နော်ဒီကနေပြီးတော့မြန်မာပြည်ကနေစထွက်ခဲ့ရပြီးတော့အိန္ဒိယရောက်တဲ့အထိဒီကိုပြန်ရောက်တဲ့အထိပေါ့နော်အခုဆိုလို့ရှိရင်ဒါပြပေါ့နော်ပြကိုပေးတာကျတော့မမီပေါ့နော်ဆိုတော့ဒီပြန်ရောက်တဲ့အချိန်ကြီးကိုအရန်ကို caring လုပ်တယ်ပြီးလို့ရှိရင်ပေါ့နော်တခုခုဆိုလို့ရှိရင်လည်းအကုန်လုံးအခွင့်အရေးတွေစားပေါ့နော်ဒီသူတစ်ပြည့်မောင်အနီလာပေါ့နော်ဒီကနေမတော်ခင်ကလေးကညီမအရန်စိုးရိမ်တဲ့သူဆိုတော့လေပြကမမီကနေပေးတာဆိုတော့ညီမတယောက်ပဲဟိုမှာလိုက်သွားတာဆိုတော့အရန်စိတ်ပူတဲ့အချိန်ကြီးရှိရပေါ့နော်အဲ့ဒီအချိန်ကြီးလည်းကိုညီမတယောက်လိုမျိုးနောက်မှအမြဲဆောက်ရှောက်ပေးတယ်ကျေးဇူးရမ်းတင်ပါတယ်တော့ဒီ record ကမှလည်းတစ်ချက်ပို့ပြီးတော့ပေါ့နော်company ထက်မိသားစုစိတ်တက်နေပေါ့နော်ပို့ပြီးတော့ carry လုပ်ပြီးရတဲ့အတွက်လည်းအရန်ကိုစိတ်ကြည်နေရပါတယ်တော့ကျေးဇူးတင်ပါတယ်ညီမလေး ဒီဖက်စိတ်ပေးတဲ့ဆရာဝန်ကြီးအားလုံးလည်းကျေးဇူးတင်ပါတယ်လွတ်တာတဲ့လူရဲ့ feedback တွေကိုလည်းညီမတို့မြင်တွေ့မှာဖြစ်ပါတယ်အဲ့ကလေးလေးရဆိုရင်ပေါ့နော်သွားလာကအခုတော့ပေါ့နော်2လလောက်ပဲရှိသေးတယ်ပြန်ရောက်တာလည်းဆိုရင်ပေါ့ရပိုင်းလောက်ပဲရှိသေးတယ်အဲ့ကလေးလေးကမူရဆိုတဲ့ယောဂကိုပေါ့နော်အိန္ဒိယ Fortis မှာသွားပြီးကုသတာဖြစ်ပါတယ်refer ကိုပေါ့နော်ပထမရောက်ပြီးအခုလိုက refer ကိုပေါ့နော်ရောက်တဲ့လူနာလေးအကောင်းဆုံးကိုမိသားစုဝင်တယောက်လိုပဲနှွေးထွေးထွေးဆက်ဆံတယ်လူနာဆိုပြီးတော့လည်းမဆက်ဆံဘူးအခုလိုဘက်က service ပေးနိုင်တာအကောင်းဆုံးပေးတယ်နှွေးထွေးထွေးဆက်ဆံတယ်ငွေကြေးပြဿနာတွေလည်းမရှိရနဲ့အကောင်းဆုံးပေါ့နော်တချို့ဆိုရင်ရှိရဲအိန္ဒိယမှာတော့သွားပြီးတော့ဒီယောဂယူကုခြင်းနဲ့ဒါပေမဲ့သူတို့မှာငွေကြေးအခက်အခဲရှိတယ်အဲ့အတွက်အခုလိုရှိကိုလာခဲ့ပါနှွေးထွေးထွေးနဲ့အခုလိုဘက်ကလုပ်ပေးနိုင်တာရှိအကောင်းဆုံးလုပ်ပေးမယ်လူနာလေးကမတက်နိုင်ဘူးဆိုရင်အခုလိုကအိန္ဒိယ hospital ကိုသွားပြီးတော့အခုလိုပေါ့နော် discount လေးတောင်းပေးတယ်အခုလိုဘက်က shop ပေးလို့ရတဲ့ဟာ shop ပေးတယ်အဲ့ဒီ promotion လေးရှိရပေါ့အဲကြောင့်အခုလိုက refer ကပေါ့နော်မြန်မာပြည်မှာလည်းမဟုတ်ဘူးအိန္ဒိယနိုင်ငံမှာလည်းအခုလိုကရုံးချုပ်ရှိတယ်အဲ့အတွက်အခုလိုအိန္ဒိယနိုင်ငံမှာရုံးချုပ်ရှိပြီးအခုလိုမှာလည်းပေါ့နော်တိုက်ခန်းလေးရဲ့အလုပ်တွေရှိရဲအဲ့အတွက် patient တွေကိုဘယ်လိုတက်တောင်းလို့လဲဆိုတော့တချို့အမှန်မှန်ဆိုရင်ပေါ့နော်အိန္ဒိယနိုင်ငံမှာနေမယ်ဆိုရင်2လလောက်နေရမှာအဲ့2လအတွင်းမှာဆိုရင် hotel charges တွေအများကြီးတက်သွားမယ်အဲ့အတွက်အကိုလိုကပေါ့နော် hotel charges တွေကိုတက်တောင်းပြီးတော့အကိုလိုရဲ့တိုက်ခန်းတွေမှာထားပေးတယ် free ပေါ့အကိုလိုက service ပေးတယ် free ပေးတာပါမမထပ်ပေးစားမလို့အကိုလိုက free ပေးတာပါခင်ဗျတော့ဝတ်ထိတကြအောင်ပေါ့နော်ဘာပြောလူနာပတ်မှာ30ဆိုရင်ပတ်စံ50ဆိုရင်ပတ်စံအဲ့အတွက်အဲ့ပတ်စံကလူနာအတွက်ကိုအများကြီးအကျိုးရှိတယ်နောက်ကြတော့အကိုလိုဘက်ကနေ service ပေးတာကပေါ့နော်မြန်မာပြည်ရနေရင်အိန္ဒိယနိုင်ငံရောက်တဲ့အထိကိုကိုလိုဘက်မှာ service အများကြီးပေးတယ်အိန္ဒိယနိုင်ငံယောဂကိုပြမြန်မာပြည်ရောက်တဲ့အထိကိုကိုလိုဘက်ကနှွေးထွေးထွေးတွေဝန်ဆောင်မှုပေးတယ်လူနာကူပြီးဝိုင်းနေကိုလိုဘက်ကပြတ်မထားဘူးလူနာအမြဲတလားတစ်ခါဒါမှမဟုတ်နှစ်ပတ်တစ်ကြိမ်တလားတစ်ကြိမ်အကိုလိုဘကသွားကြောကဲလုပ်ပေးတယ်ဆောက်ပြမှာလေဝန်ဆောင်မှုတွေကတာပေါင်းတယ်ပြတော့လေစေးတွေလည်းဆရာကြီးတွေလည်းဘုံလုံးလူထုတွေနဲ့လောက်ဆောင်ပြီးတယ်နော်တပည့်တို့အပြည့်ကိုကြောက်ကတ်နေကြမှာနော်လေးလာနည်းနည်းစမ်းအောင်နှစ်ပတ်တော့တစ်ပတ်တော့စေးရတယ်တအားကောင်းလို့ရတယ်ဟိုကြောက်ကတ်ထားတယ်ဒီလိုပြင်းလို့ပဲတော်တော်လာလို့ရတယ်ကောင်းမှစေးရတယ်ကျွန်တော်ကတော့ကြောက်ကက်ကကျွန်တော်မျိုးသမီးရှိရနေပါပါဟိုတော့အားလုံးဆင်ပြေပါဆရာကြီးအားလုံးကျေးဇူးတင်ပါတယ်သိအောင်သွားရလဲအဆင်ပြေတယ်နွေးထွေးလည်းရှိတယ်ဆရာတွေကလေဒီကသွားတော့စိုးရင်စိတ်တွေအများကြီးနဲ့သွားရတာလေဟိုတော့ဟိုနည်းနည်းဘယ်လိုရမလို့စိတ်ကတော့ကျဉ်းနဲ့သွားတယ်ယုံကြည်မှုရှိသွားရပေါ့အဲ့ကြတော့ဆရာရဲ့ဟိုဟာကိုလေကျေးဇူးကတော့ကျေးဇူးတင်အများကြီးကျေးဇူးတင်ကျေးဇူးကတော့အများကြီးတင်တယ်ဆရာကိုတွေ့ချင်လို့ဆိုပြီးတော့လေဟိုကခက်ခဲနဲ့ဒီဘက်ကိုရအောင်လာခဲ့ရ So this patient has come to us. He was treated at Fortis Memorial Research Institute, which is our flagship hospital, and this hospital has been ranked 36 amongst the top 50 hospital in the world recently. And Dr. Sandeep Vash, Dr. Mandhani, they both are from the same hospital actually. So we would request, it's one of the most technology advanced hospital in India. And thank you so much for your support and your trust in Fortis Healthcare. Thank you. ကျွန်တော်တို့ refer က Fortis နဲ့လက်တွဲတာကြာပါဘာလို့လဲဆိုတော့ Fortis ကအိန္ဒိယနိုင်ငံမှာ top 1ဖြစ်နေတယ်။နောက်ပြီးကြပါတော့ Fortis ဆေးရုံမှာမရနိုင်တဲ့ကျန်တဲ့ဆေးရုံမှာမရနိုင်တဲ့ကုထုံးတွေကို Fortis မှာရနိုင်တယ်။ပြီးရင်ပေါ့နော် Fortis မှာကလူနာပဲတော်100%
ယောဂငွေတက်တာလေဆရာတို့ရဲ့ပေါ့နော် refer hack ကိုလာရောက်ပြီးတော့ကုသမဲ့လူနာလေးဆိုရင်ဇီနိုတက်တာဆိုတာနဲ့ Fortis ဆေးရုံကြီးမှာနံပါတ်1အိန္ဒိယနိုင်ငံရဲ့ top 1ဖြစ်နေတဲ့ Fortis ဆေးရုံကြီးမှာပေါ့နော်ဇီနိုတက်တာဆိုတာနဲ့ကုသမှုရရှိမှာဖြစ်ပါတယ်အဲ့တွေ့တယ်ကျွန်တော်အကိုလိုဘက်ကပေါ့နော် service ကိုအကောင်းဆုံးနဲ့ဝန်ဆောင်ပေးနေတာဖြစ်ပါတယ်အခုအကိုလိုပေါ့နော်အိန္ဒိယနိုင်ငံလာရောက်ကုသလဲဆရာဝန်ကြီးရတော့ကြောက်ကခွဲစိတ်အထူးကုသမားတော်ကြီးဒေါက်တာအနီမတာနီနဲ့ပေါ့နော်ပုံနဲ့အောင်ကျော်ဆရာဝန်ဒေါက်တာဗစ်ရှာနာကလာပြီးရောပေါ့နော်ယောဂနဲ့ဝေဒနာနဲ့ပတ်သက်ပြီးရောလာရောက်ပြီးရောဆွေးနွေးပေးကြတာဖြစ်ပါတယ်လူနာလေးနဲ့အခုဆိုရင်ပေါ့နော်ဟိုအိန္ဒိယမှာလာရောက်ကုသလေးဖြစ်စေမကုသလေးဖြစ်စေယောဂဝေဒနာခံစားနေရတဲ့ patient တွေကိုကိုလိုဘက်ကပေါ့နော်လူနာလေးနဲ့ဆရာဝန်နဲ့အခမဲ့ counseling လုပ်ပေးနေပါတယ်ဟုတ်ပါတယ်အကိုလိုဘက်ကပေါ့နော်ဆရာဝန်ကြီးတွေကိုမြန်မာပြည်ကိုခေါ်ပြီးတော့ refer ကနေ service ညပေးတာပါဆရာဝန်ကြီးတွေကိုဒီတော့ပေါ့နော်မြန်မာပြည်ကိုယုံကြည်စိတ်ချတော့လာပေးနေတဲ့အတွက်ဆရာဝန်ကြီးတွေအကောင်လုံးကိုလိုဘက်ကပိုက်လိုက်အထူးကိုကျေးဇူးတင်ပါတယ် 100% ပေါ့တရားရကိုင်းတော့မြတ်သားစင်းနဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာတို့ရဲ့ refer hack ကိုလာရောက်တဲ့လူနာလေးအကောင်လုံးဆရာတို့ဘက်ကမိသားစုရင်းပမာနှွေးထွေးနဲ့ကျေးဇူးပေးနေပါတယ်နောက်ပုဂ္ဂိုလ်ကြတော့ပေါ့နော်ဆရာတို့ရှိကိုလာတဲ့လူနာရဲ့အတိုင်းကငွေကြေးပြဿနာအခက်အခဲရှိရဆိုရင်လည်းဆရာတို့ရှိကိုတိုက်ရိုက်လာပြီးတော့ဆွေးနွေးပါဆရာတို့ဘက်ကအကောင်းဆုံးဝန်ဆောင်မှုပေးပါမယ်တကယ်လို့ပေါ့နော်ဟိုယောဂဝေဒနာနဲ့ပတ်သက်ပြီးတော့ခံစားနေရဆိုရင်လည်းဆရာတို့နဲ့တွားရောက်ပြီးတော့ကုသလေးဖြစ်စေမကုသလေးဖြစ်စေဆရာတို့နဲ့လာရောက်ပြီးတော့အခမဲ့ counseling လုပ်နိုင်ပါတယ်ကျွန်မမိတ်ဆက်ပေးတော့မှာတော့New Delhi မြို့ရှိ Fortis Gurugram ဆေးရုံကြီးမှာကြောက်ကခွဲစိတ်ဆရာဝန်ကြီးဒေါက်တာအနုမန္တာနီပဲဖြစ်ပါရဲ့ရှင်ဆရာကြီးရဆိုလို့ရှိရင် robotic kidney transplant များစွာကိုခွဲစိတ်ပေးနေတဲ့ဆရာဝန်ကြီးပဲဖြစ်ပါတယ်ဆရာကြီးမှ introduction လေးကိုပြုလုပ်တော့မှာဖြစ်ပါတယ် Bengalava and good afternoon. I'm Dr. Anil Mandani, heading the Department of Urology in Fortis Hospital, which is now the 36th best hospital in the world. So what we do, we deal with problems which are very complex in urology. And you know, the technology has developed to the health, and the way we are dealing with technology, it really gives benefit to our patients. So if you can afford technology, I think Fortis is the right place for you. And technology, what I'm talking about is Da Vinci robot, which is being used for many surgeries like cancer surgery of prostate, or removing part of the kidney instead of whole kidney when it comes to treating kidney cancer. Then complex surgeries in women with gynecological problems, and of course kidney transplant. Because kidney transplant is a very important surgery when it comes to losing your kidneys, because you know it's a proven fact that transplant is always better than dialysis when it comes to survival. So kidney transplant is also done with the help of robotic surgery. So that kind of service we do provide with, of course, human touch. မင်္ဂလာပါဒါကတော့ကျမတို့ Fortis Hospital မှာ Gamma Knife လောက်ထားတဲ့ညီမလေးဖြစ်ပါတယ်ညီမလေးကနှစ်ပတ်အရင်က Fortis Hospital မှာ Gamma Knife နဲ့လေဆရာကြီးဒေါက်တာစန်ဒီဗေရှာနဲ့လောက်ထားတာ case လေးကိုညီမလေးက sharing လုပ်ပေးပါမယ်မင်္ဂလာပါရှင်Gamma မြင့်တီလိုင်းလို့ခေါ်ပါတယ်လွန်ခဲ့တဲ့တစ်ပတ်လောက်ကဒီ Fortis မှာ Gamma Knife လောက်ထားခဲ့တဲ့လူနာပါရှင်ဒါပေမဲ့ဒီ Gamma Knife ကအရန်နာကျင်မဲ့ထင်ပေမဲ့လုံးဝလည်းမနာဘဲနဲ့ဘေးရဆိုးချိုအနည်းဆုံးနဲ့အခုဆိုလို့ရှိရင်ကြမ်းမမာနဲ့သမီးလေးနှစ်ယောက်နဲ့တူတူဘဝကိုရှေ့ဆက်နိုင်ပါပြီအဲ့ဒီအတွက်လည်းဆရာကြီးနဲ့တကွာမတ်နီလာရောဒီ Fortis Hospital ရောအကုန်လုံးကျေးဇူးတင်ပါတယ်ရှင် Mangalava. So she had a very small tumor in the brain, and so we treated that by Gamma Knife. The beauty of Gamma Knife is that it can avoid a major surgery, and small tumors can be comfortably treated by Gamma Knife, and patient can lead a normal life next day onwards. အခုရဲ့ refer ရုံးကန်ပေါ့နော်မြန်မာပြည်မှာဆိုရင်ကုန်တယ်လန်း36လမ်းအိန္ဒိယတန်ရုံအရှိမှရှိပါတယ်ခင်ဗျလာရကုသမဲ့လူနာတွေပေါ့နော်အကိုလိုကနှွေးထွေးနဲ့ဖိတ်ခေါ်ပါလေနောက်အိန္ဒိယနိုင်ငံမှာလည်းအကိုလို refer ရဲ့ရုံးချုပ်တည်းရှိပါတယ်အိန္ဒိယနိုင်ငံ New Delhi မြို့မှာအကိုလိုရဲ့ refer ဟာကဲရုံးကန်ကြီးကိုလည်းဖွင့်ထားပါတယ်အဲ့အတွက်မြန်မာပြည်မှာလည်းရုံးချုပ်ရှိသလိုအိန္ဒိယမှာလည်းရုံးချုပ်ရှိတယ်ကျေးဇူးပါအခုလိုလည်းအောင်မေးပေးတဲ့ stand ဖွဲ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်